ကဲအားလုံးပဲမင်္ဂလာပါเนาะမိသားစုကိုမိုက်အားလုံးပဲမင်္ဂလာရှိတော့ညချမ်းလေးပါပဲဗျကဲကျွန်တော်ရေကိုမိုက်အားလုံးပဲเนาะရှင်မြန် YouTube channel ပြန်နေကြိုဆိုလိုက်ပါတယ်ဗျเนาะမိသားစုကိုမိုက်10ရက်နေ့ရဲ့ကဲမနက်ခင်းမနက်ပိုင်း12နာရီ10မိနစ်မှာလေဒါကိုမာရီပေါက်ကနန်းလေးထပ်ပြီးယူမယ်เนาะတနေ့ကိုတစ်ချိန်အခုဒီမာရီအားလုံးပဲပေါ့ရမယ်ကနန်းလေးမျှဝေပေးနေတော့ရွှေမြန်မာဗျဟလာကျွန်တော်ကမိုက်1နှစ်ဆိုတော့ကနန်းဟောဒီမှာကျွန်တော်ပေးခဲ့ကနန်း1နှစ်เนาะကျွန်တော်ကမှ6တစ်ထိပ်ကို4နှစ်အပိတ်နဲ့ကျွန်တော်တို့1နှစ်ဆိုတဲ့ကဏ္ဍလေးเนาะဒါ special လေးအောင်သွားခဲ့ပြီเนาะဒီမှာ special လေးပဲတနေ့ကိုတစ်ချိန်ဆိုကျွန်တော်ကတော့လောဘမကြည့်ပါဘူးကိုရီမရီတိုင်းတက်နိုင်တယ်လို့ထိုးခြင်းလို့ထိုးဒါပေမဲ့ကျွန်တော်ကတော့တနေ့ကိုတစ်ချိန်ဆိုတဲ့အတိုင်းပဲတစ်ချိန်ထက်ပိုပြီးတော့လည်းလိုက်မလင်ဘူးပောက်သွားရင်တစ်ချိန်ပဲနားတယ်ဒါပုံမှန်လေးတစ်ခါလေးပြောထားတာပါဟုတ်ပြီဒါဆိုကျွန်တော်မိသားစုကိုမာရီအားလုံးပဲဟာဒီမှာ10ရက်နေ့ရဲ့မနက်ခင်းမနက်ပိုင်းအတွက်เนาะထပ်မှတ်လို့ရကျင်တယ်ထပ်မှတ်လို့ပေါက်ချင်တယ်ဆိုတော့ကျွန်တော်ရဲ့မိသားစုကိုမိုင်းအားလုံးပဲကဲလိုက်လက်မလေးနှိပ်ပြီးဝင်လာခဲ့ပြီပါတဦးတယောက်မကြံလေးမြင်အောင်တွေ့အောင်အားလုံးသောကိုမာဒီအားလုံးပဲမျှဝေပေးပါဗျနော်ကဲနောက်ဆုံးပိတ်လေးမို့ကျွန်တော်ကိုမာဒီပေါက်လိုက်ခြင်းနဲ့နောက်ဆုံးပို့လေးမို့အကျွေးကြီးလေးအော်ထိုးခြင်းမရဆိုတဲ့မိသားစုကိုမိုင်းဝင်လာခဲ့ပြီနော်ကဲစိန်ခေါ်ပတ်လေးကိုရီမိုင်းအားလုံးလဲနော်1နှစ်ဆိုတဲ့ကဏ္ဍလေးနဲ့မှလည်းရခဲ့ပြီပေါ့ဗျာနော်နေတဲ့ကိုရီမိုင်းလည်း1နှစ်ဆိုတဲ့ကဏ္ဍလေးနဲ့လည်းစင်ပြေသွားပြီကဲတောက်ကြနေမလို့ဆရာကြီးတစ်ချိန်လောက်တော့ပေါက်ချင်တယ်ဆိုဝင်လာခဲ့ပါနော်အပြောနဲ့မို့လက်တွေ့ပဲကိုရီမိုင်းအားလုံးပဲချပြပေးတာနော်ဟုတ်ပြီဒါဆိုကျွန်တော်ကိုရီမိုင်းအားလုံးပဲကြည့်အောင်ဟောဒီမှာ65 96 1နှစ်ပါတဲ့ဒါဆိုကျွန်တော်ရဲ့မိသားစုကမိုင်းတစ်ချက်လေးကြည့်ပါမယ်ဒီက1ရဲ့2ရဲ့စောင်းပေါင်းခြင်းတဲ့ဒီ1ဒီ2ပေါင်းခြင်းက33ကို8နဲ့ပေါင်းပါတဲ့3လုံးပေါင်းပါလို့ရလေကျွန်တော်ရဲ့မိသားစုကမိုင်း1ပါတဲ့3လုံးပေါင်း1ရဲ့ပါဝါ6အဲ့ဒီ16ကဘာဖြစ်ပြီလဲဆိုတော့မိသားစုကမှအားလုံးပဲထိပ်စည်းပါပဲတဲ့နော်ဒါကထိပ်စည်းကျွန်တော်ရဲ့မိသားစုမှာဒါကအပိတ်လန်းချောင်းဟုတ်ပြီနော်တစ်ချက်လေးကြည့်ပါမိသားစုကမှ1 2 8 3လုံးပေါင်း1ရဲ့ပါဝါ6ဖြစ်လို့16ကဟောဒီမှာထိပ်စည်းတဲ့ဘာလို့ဝင်ပြီးတော့လဲ65ဆိုရင်ဒီက6ထိပ်စီထပ်ဝင်ပြီးတယ်ဒါဆိုရင်သူ့ပြင်အောင်မှာဒီက6 3ည2ပြားပေါင်း6ကို3နဲ့ပေါင်းခြင်းဒီ3လုံးပေါင်း9ပါတဲ့9ရဲ့ပါဝါဒီ4ပါ9လေးကဘာဖြစ်ပြီလဲဆိုတော့ထိပ်စီးပါပဲတဲ့9လေးထိပ်ကြောင်ဘာကျသွားပြီလဲဟာဒီမှာ96ဆိုတော့9ထိပ်စီးပါပဲတဲ့ဒီ3လုံးပေါင်း9ရဲ့ပါဝါ4 9လေးထိပ်ကကျွန်တော်ကမှာ9ပိုင်4ပိုင်ကို96လို့ကြာဒါဆိုရင်သူ့မရောက်မဒီက9ရဲ့4 3ရဲ့ပေါင်းခြင်းဒီ9ဒီ3ပေါင်းခြင်းက2ကို4နဲ့ဆက်ပေါင်း3လုံးပေါင်း6တဲ့6ရဲ့ပါဝါ1အဲ့ဒီ6တက်ကဟာဒီမှာထိပ်စီးလို့ကြာပြီရ6ပိုင်1ပိုင်နဲ့ထိပ်စီးကျွန်တော်ကမှဘာထိပ်စီးကြလဲဆိုတော့1နှစ်ဆိုတော့ကျွန်တော်တို့ကမှမနက်က1နှစ်လို့ကြာသွားပြီဟုတ်ပြီနော်ဒါဆိုရင်9 3 4ဆိုရဒီ3လုံးပေါင်း6ရဲ့ပါဝါ1 6တစ်ထိပ်နဲ့1နှစ်ဆိုတော့1ထိပ်စီးကြပြီတဲ့ဒါဆိုရင်ဟောဒီမှာဘာထိပ်စီးလေးထပ်ကြပြီမလဲတဲ့ဟုတ်ပြီနော်ကြည့်အောင်မိသားစုကလေးမိုက်အားလုံးပဲလိုက်လက်မလေးနှိပ်ပေးပါနော်ပေါက်ချင်သေးရှိဝင်လာခဲ့ပေးပါတနေ့ကုန်မှာတစ်ချိန်အာမခံပေးရင်ကိုရရင်ကိုယူသွားတခါလေးပြောပြကြနော်ကိုပေါက်ရင်ကိုယူသွားပါတခါလေးလိုက်ရှိုးထက်မှာတခါလေးပြတာပေးတာမလို့နော်အစင်ပြေဒီဖားစုမှာထည့်ထိုးပေးကြမလို့ဘူးနော်ဟာဒီမှာကြည့်ပါ1ရဲ့3ရဲ့8ရဲ့ဒီ3လုံးပေါင်းခြင်းပါလို့ရ1 3 8 3လုံးပေါင်းခြင်း2တဲ့ဒါဆိုရင်3လုံးပေါင်းခြင်းက2ပါ2ရဲ့ပါဝါဒီခွန်လို့ဖြစ်ပါတယ်ဒါဆိုရင်2ခွန်ဒီဟာဒီမှာဘာဖြစ်ပေးရမလဲဆိုတော့ထိပ်စီးလို့ဖြစ်ပေးရမယ်ဒါကထိပ်စီးလိုင်းမှာနော်မိသားစုကမိုင်းဒါဆိုကျွန်တော်ကိုမိုင်းထိပ်စီးလိုင်းမှာပထမ6ထိပ်စီးပါတဲ့ဒုတိယကျွန်တော်ကမိုင်း9ထိပ်နောက်ကသူ့အောက်မှာဆိုရင်1ထိပ်ဒါဆိုသူ့အောက်မှာ2ထိပ်စီးခွန်ထိပ်စီးပါပဲတဲ့2ခွန်ထိပ်စီးကိုကျွန်တော်အကိုရီမတွေအားလုံးပဲကျွန်တော်ဘလို့ပြန်ပြီးရှာဖွေတွေ့ရှိထားလဲဆိုတော့အဲ့ဒီ2ခွန်ထိပ်စီးကိုဘလို့ရှာဖွေတွေ့ရှိထားလဲဆိုတော့ကျွန်တော်ပြပေးမယ်တစ်ချက်ကြည့်အောင်ဒီကကျွန်တော်တို့2ရေကျွန်တော်တို့3 4ရေ3ရေ3လုံးပေါင်းဒီ3လုံးပေါင်း9တဲ့အဲ့ဒီ9က9ထိပ်လို့ကြာပြီတယ်ဟောဒီမှာ9ထိပ်စီးပါတဲ့ဒီ3လုံးပေါင်း9တဲ့9က9ထိပ်စီးဒါဆိုရင်ဟောဒီမှာဒီ3လုံးပေါင်းခြင်းတဲ့3ည8 3ဆိုရင်3လုံးပေါင်းခြင်း1တဲ့အဲ့ဒီ1ကဟောဒီမှာ1ထိပ်စီးနော်ဒီ3လုံးပေါင်း1က1ထိပ်တဲ့ဒီ3လုံးပေါင်း9က9ထိပ်တဲ့ဒါဆိုရင်ဟောဒီမှာဒီ3လုံးပေါင်းခြင်းဘာထိပ်လဲတဲ့3 3 6 3လုံးပေါင်း2တဲ့အဲ့ဒီ2က2ထိပ်လို့ဟာဒီမှာရထိပ်စီးနေရမှာနော်2ထိပ်စီးလို့အမာကန်ရဒီ3လုံးပေါင်း9ထိပ်စီးဒီ3လုံးပေါင်း1ထိပ်စီးဒီ3လုံးပေါင်း2ထိပ်စီးလို့ရိုက်ပေးရမယ်ဆိုရင်2ဒီလုံးမိုင်နေနဲ့ကောင်းနေပေါ့နော်
နှစ်ဒီလုံးမိုင်နေနဲ့ကောင်းပါတယ်မိသားစုကိုဒီမအားလုံးပဲအဲ့လိုမှနှစ်ထိပ်ကြီးကိုကျွန်တော်ရဲ့မိသားစုကမတွေကအမားကမလုပ်ဘူးဆိုရင်ねဘလို့ထက်လာလဲဆိုတော့လုံးမိုင်လုံးကြနေနဲ့နော်ဒီ6ရေကျွန်တော်ကမိုင်ဒီ6ဒီ3ခွာနှစ်ပြားပေါင်း6က6ပိုင်းလို့ရတယ်ဒီ6ဒီ3ခွာနှစ်ပြားပေါင်း6က6ပိုင်းနဲ့96လို့ကြတယ်လို့ဒီ9ဒီ3ထိပ်ကြီးနှလုံးပေါင်းခြင်းနှစ်ကနှစ်ပိုင်းလို့ထက်ကြရတယ်တစ်နှစ်လို့ဖြုတ်ပြီးတယ်ဒီခွာပေါင်းကျွန်တော်ကထိပ်ကြီးနှလုံးပေါင်းခြင်း6က6ပိုင်းပါဒီထိပ်စီးနှလုံးပေါင်းခြင်းနှစ်ကနှစ်ပိုင်ပါတဲ့ဒီထိပ်စီးနှလုံးပေါင်းခြင်းခွန်ကမနက်ဖြန်ကိုကျွန်တော်မှခွန်ပိုင်ပါတဲ့နှစ်ပိုင်ခွန်ပိုင်လို့ရထားတယ်ဒါဆိုထိပ်သီးတွေကျွန်တော်ရဲ့မိသားစုမှနှစ်ခွန်ထိပ်လို့ဖြစ်ထားတဲ့အတွက်ကြောင့်မလို့တဲ့ဒီနှစ်ပိုင်ခွန်ပိုင်ပဲကြမလားနှစ်ခွန်ထိပ်စီးပဲကြပြီမလားဟာတစ်ချက်လေးကြည့်ပြပါဒါဆိုကျွန်တော်ရဲ့မိသားစုမှနောက်ပိတ်လမ်းကြောင်းအနေနဲ့နောက်ပိတ်ကိုကျွန်တော်မိသားစုဘယ်လိုထည့်ရထားလဲဆိုတော့တစ်ချက်ကြည့်မယ်နော်တစ်ချိန်တော့ပေါက်ချင်တဲ့ဆိုကမှယုံကြည်တဲ့မိသားစုတွေအမတွေကတော့နော်အစင်ပြေသွားခဲ့ပြီပောက်သွားခဲ့ပြီနော်ဒီနေ့ကျွန်တော်စီမှာလာယူတော့ကိုဒီမတွေကိုနေတိုင်းကိုကြည့်ထိုးတဲ့ကျွန်တော်ရဲ့နော်အကိုမအရင်ချတွေလည်းအစင်ပြေသွားကြပြီဟုတ်ပြီနော်ကဲဒါဆိုဟောဒီမှာစိတ်ရဲနေနောက်ဆုံးပိတ်အိတ်နဲ့လွယ်တစ်ချိန်လောက်တော့ပေါက်ချင်တဲ့ဆိုကမှဒီမှာဝင်ကြည့်သွားတခါတည်းပြသွားပြီမဲ့လိုင်းလက်မလေးတွေလုံးဝအာမနေနဲ့နော်နှစ်9နှစ်30 3လုံးပေါင်းခြင်းနဲ့9ရဲ့2ရဲ့3ရဲ့3လုံးပေါင်းခြင်းက3ညဒါဆို3ညရဲ့ပါဝါသည်9 3ညရဲ့နက်ခတ်သည်ခွန်အဲ့ဒီ3ည9ခွန်သည်ဟာဒီမှာနောက်ပိတ်ယူလို့ဝင်ပေးပါတဲ့ဒီ3လုံးပေါင်း3ညရဲ့ပါဝါ9 3ညနက်ခတ်ခွန်3ည9ခွန်သည်အပိတ်လို့ဝင်ပါ60နဲ့9ဟာလားဒါဆို60နဲ့9ဆိုတော့9ပိုင်9အပိတ်လို့ဝင်သွားပြီတဲ့65ဆိုတော့ကျွန်တော်မိသားစုမှာ9ပိုင်9အပိတ်စီဝင်သွားပြီးပါတယ်တဲ့ဒါဆိုဒီမှာထပ်ကြည့်မယ်ဒီက9ရေ3ညရေ4ရေ3လုံးပေါင်းခြင်း9 3ည4 3လုံးပေါင်းခြင်း9တဲ့ဒါဆိုရင်9ရေပါဝါသည်4 9ရေနက်ခတ်သည်6 9 4 6သည်နောက်ပိတ်လူဝင်ပေးပါတဲ့90နဲ့6ဆိုတော့ဒီက6နောက်ပိတ်9ထိပ်စီ6နောက်ပိတ်96 6ထိပ်စီ9နောက်ပိတ်60နဲ့5ဒါဆိုရင်ဟောဒီမှာစက်ကြည့်မယ်မိသားစုအကူကြီးမအားလုံးပဲအပေါ်မူပေါ်လမ်းကြောင်းတိုင်းပဲ6ရေ3ရေနှစ်ပြားပေါင်း9 9ကို8နယ်ပေါင်း3လုံးပေါင်းကျွန်တော်ကမာဒီခွန်ပါခွန်ရဲ့ပါဝါဒီနှစ်ခွန်ရဲ့နက်ခတ်ဒီ3ညခွန်နှစ်3ညဒီကျွန်တော်ရဲ့မိသားစုကမာဒီဟာဒီမှာနောက်ပိတ်လို့ထက်ကြပြီခွန်နှစ်3ညနောက်ပိတ်ဆိုတော့ဘာကြသွား1နှစ်ဆိုတော့ဒီကနှစ်အပိတ်တဲ့တစ်ထိပ်စီနှစ်နောက်ပိတ်နဲ့1နှစ်လို့ကျွန်တော်ရဲ့မိသားစုကမာဒီထက်ကြသွားပြီတဲ့1နှစ်လို့ကြပြီးတာနဲ့သူ့ဘင်းကိုဆက်ကြည့်မယ်မနက်ဖြန်ကျွန်တော်တို့နောက်ပိတ်လေးပါမနက်ဖြန်နောက်ပိတ်လေးတွေဘယ်လိုကြဆိုဒီ3လုံးပေါင်းခြင်းနဲ့မိသားစုကမာဒီ2 3 3နဲ့3လုံးပေါင်းခြင်းပါလို့ရလဲ2 3နှစ်ပြားပေါင်း9ကို3နဲ့ပေါင်းကျွန်တော်ကမာ8ရဲ့ပါဝါ3 8ရဲ့နှက်ခတ်1လို့ရ8 3 1ကဘာဖြစ်ပြရမလဲဆိုအပိတ်လို့ဖြစ်ပြရမယ်ဒါဆိုရင်နောက်ပိတ်နေရာမှာမိသားစုအကူရီမတွေအားလုံး8 3 1ကအပိတ်နှစ်ခွန်ကထိတ်ဟာလား8 3 1အပိတ်ကိုနှစ်ခွန်ထိတ်နေရာမှာကျွန်တော်ရဲ့မိသားစုအကူရီမတွေကိုကျွန်တော်တစ်ချက်လေးရှင်းရှင်းလင်းလင်းပြပေးချင်တာဒီဘာလေးဆိုတော့ဒီမှာတစ်ချက်ကြည့်ပြီနော်ဘယ်မှာတစ်ချက်ကြည့်လဲဆိုတော့ဒီမှာဗျာ1ရဲ့9ရဲ့ပေါ့နော်ဒီ1ဒီ9ဇောင်းပေါင်း6က6အပိတ်လို့ဝင်တယ်နော်ဒီက6ပိတ်လို့ဝင်တယ်ဇောင်းပေါင်း6က6ပိတ်လို့ဝင်တယ်ဒါဆိုသူ့ပြင်မှာဇောင်းပေါင်း6ပေါင်းခြင်း2အဲ့ဒီ2က2အပိတ်လို့ဝင်တယ်ဇောင်းပေါင်း6က6ပိတ်ဇောင်းပေါင်း2က2ပိတ်ဇောင်းပေါင်း1ကဒီဇောင်းနှလုံးပေါင်း1က1အပိတ်လို့ဝင်ပေးရမယ်တဲ့ဒါဆိုရင်1အပိတ်လို့ဟောဒီမှာဝင်ပေးရမယ်ဆိုရင်မိသားစုအကိုရီမအားလုံးပဲဒါဆိုရင်8 3 1အပိတ်ကိုနှစ်ခွန်ထိပ်စီးနဲ့ကျွန်တော်ကိုမတွေမနက်ဖန်မှာတကယ်ကိုပေါင်းရမယ့်ကဏ္ဍလေးနော်အကိုရီမတွေအားလုံးကိုဒါကျွန်တော်မျှဝေပေးမယ်ကဲလိုင်လန်မလေးနှိပ်ထားပြီးတောက်တစ်ချက်လေးအာမနေနဲ့ပေါက်ချင်စိတ်ရှိပြီဆိုရင်ဝင်လာခဲ့ပြီဟာဒီမှာဆက်ပြပြီးမယ်ကဲကြိုက်တယ်ဆိုရင်ကြိုက်တယ်လို့မှတ်ခဲ့ပါနှစ်ခွန်ထိပ်ကို8 3 1အပိတ်နဲ့တဲ့ခွန်ထိပ်စီးကိုမနက်ဖန်ကိုကြိုက်လို့ကျွန်တော်ခွန်နဲ့ကိုတစ်ချက်ရေးပြပေးမယ်88 80နဲ့မှ3 80နဲ့မှ1တဲ့ဟုတ်ပြီနော်ခွန်8ခွန်3ခွန်1ကတော့ share ပေါ့ဗျာဒါဆိုအထူးအနေနဲ့ကစားမယ်ကဏ္ဍဒီဘာလဲဆိုတော့20နဲ့မှ8 20နဲ့မှ3 21ဆိုတဲ့ကဏ္ဍကအကိုရီမတွေ1နှစ်လို့ကြားထားတဲ့အတွက်ကြောင့်ကျွန်တော်ပြန်မထည့်ခြင်းဘူး
အကိုရီမကြီးကြိုက်တယ်ဆိုရင်ပြန်ထည့်ခြင်းလည်းရထည့်ခြင်းလည်းရဒါပေမဲ့အကိုရီမကြီး21ဆိုတဲ့ကဏ္ဍကလည်းကောင်းတယ်ကိုရီမကြီးကြိုက်ရင်ထည့်ကစားကျွန်တော်ကိုမကြီးအားလုံးပဲကျွန်တော်ကတော့အဲ့မှာမထည့်ပေးတော့ဒူအောနေရာမှာသွားထည့်ပေးမယ်ဒူအောနေရာမှာသွားထည့်ပေးမယ်ဆိုတာကဘာထည့်ပေးမှာလဲဆိုတော့ကျွန်တော်တစ်ချက်ရေးပြပေးပါမယ်ဒူအောကဏ္ဍဒီကျွန်တော်ကိုမကြီး90 3 90 1 90ခွန်ဒါကဒူအောကဏ္ဍဒီတွေကပဲပေါက်ကောက်ကိုယူမယ်ဗျာနော်အဲ့တော့ကျွန်တော်ကမှ81ကျွန်တော်ကြိုက်ဆုံးဖြစ်ပါတယ်ခွန်1ကြိုက်တယ်ကိုဒီမရအားလုံးပဲပြီးတော့ခွန်8ခွန်3ဒါဒီ3က share ပေါ့ဗျာဒူအောကဏ္ဍတွေကကျွန်တော်ကမှဒါလေးလည်းကစားထားပြီးမယ်အထူး share လေ28 23 93 91 9ခွန်ဟုတ်ပြီနော်ဒါမနက်ဖြန်12နာရီ10မိနစ်မှာဒီထဲကထွက်သွားလို့ရှိရင်ညနေကိုလိုက်မလွှဲတော့ဘူးဘာလေးကိုကစားမလဲဆိုတော့မနက်ညတစ်ချိန်ကိုထိထိမိပိုင်တယ်လေးပေါက်ချင်တဲ့အကျွေးကြီးအော်ထိုးခြင်းပါလေဆိုတဲ့မိသားစုရဲ့အကွေမားတွေကဟောဒီကကျွန်တော်တို့4နှစ်6 900 24ခွန်ဆိုတဲ့ကျွန်တော်ရိုးဖုံးမစစ်ကပြီးကျွန်တော်ရဲ့မိသားစုကမားတွေဟိုင်းပါเนาะတခါလေးကြိုပြောထားပါတယ်မနက်ညမှာတစ်ချိန်အာမခံပေါက်ချင်ပါလေဆိုတဲ့မိသားစုကမားတွေအကျွေးကြီးတကယ်အော်ထိုးနိုင်ပါတယ်ဆရာကြီးပေါက်ရင်ကျွန်တော်ကျမတို့လှူနိုင်ပါတယ်တန်းနိုင်ပါတယ်เนาะဆရာတို့လည်းစင်ပြီးတော့ထည့်ထိုးပေးနိုင်ပါတယ်ဆိုတဲ့မိသားစုကမားတွေကကျွန်တော်ခုချပြပေးထားတဲ့4နှစ်6 900 24ခွန်ဆိုရဲကျွန်တော်ကမှရိုးဖုံးမစစ်ကပဲကျွန်တော်မိသားစုကမှဟိုင်းထားပါမနက်ညတစ်ချိန်ပေါက်ရင်အစင်းပြေးတယ်နော်အကျွေးကြီးလည်းတကယ်အိုးထိုးနိုင်ပါဆိုတဲ့မိသားစုကမှပဲလာယူပါအကျွေးရှိရင်ကြေးစေခြင်းနဲ့တနေ့ကိုမှတစ်ချိန်ကိုထိထိမိပိုင်နိုင်လေးပေါက်စေခြင်းနဲ့နော်ဒါ12နာရီကနေမှာ12နာရီဒီရက်တစ်ချိန်ထွက်သွားခဲ့ရင်နားပါမယ်ထွက်သည်ဖြစ်သည်မထွက်သည်ဖြစ်သည်မနက်ဖြန်ကိုကျွန်တော်ကမှဒီရက်တစ်ချိန်ထွက်နားပြီးဘာဆက်လုပ်ခိုင်းမှာဆိုမနက်ညတစ်ချိန်ထွက်ရမယ်ကျွန်တော်ကမှအော်ဒီအောကွက်နဲ့အကျွေးကြီးပတ်သီးကိုကျွန်တော်ကမှပေးပါမယ်နော်အဓိကကျွန်တော်ကိုဒီမားအားလုံးပဲမနက်ညတစ်ချိန်ပေါက်ချင်နေဆိုရင်4နှစ်6 900 24ခွန်ဆိုတဲ့ရိုးဖုံးမစင်းကပြီးတော့ကျွန်တော်ရဲ့မိသားစုကမှလာဟိုင်းထားပြီပါပေါ့ရင်လှူနိုင်ပါတယ်တန်းနိုင်ပါတယ်ကျွန်တော်ကိုမားတွေအားလုံးကနော်အစင်ပြီးတော့လဲဆရာအတွက်ထည့်ထိုးပေးနိုင်ပါစေမိသားစုကမှပဲလာယူပဲဟုတ်ပြီနော်နောက်ဆုံးနေလေးမို့ကျွန်တော်ကမှမနက်ညတစ်ချိန်ပေါက်အောင်တော့အားလုံးကိုကူညီပေးပါမယ်ရခြင်းနဲ့ပေါက်ခြင်းနဲ့ဆွေးကူမာတွေက4နှစ်6 900 24ခွန်ဆိုတဲ့ရိုးဖုံးမစင်းကပဲဟိုင်းထားပါကြောင်လုံးခလို့ပါဗျ